ပြီးတော့မလုပ်မလားဟုတ်ပါဘူးရှင်မျက်နှာနေမှာပေါ့ယောက်ျားပဲနဲ့တာမိန်းမကြီးတော့မရဘူးမိန်းမကမြက်တာမိန်းမပါကြောင့်မြက်ဒီမဲ့ကျမတို့လူမျိုးတွေကဗုဒ္ဓဘာသာမြန်မာလူမျိုးဗုဒ္ဓဆိုတာဖယားနော်ဖယားကိုဘယ်သူကမွေးရတော့မေတော်မာယာကမွေးတာမေတော်မာယာမိန်းမမဟုတ်လို့ဘာတော့ဩဒါကြောင့်မိန်းမညက်တာဟုတ်တယ်မေတော်မာယာဘလောက်မွေးတုတ်သောနာမင်းကြီးအားမပါရင်မပြီးပါဘူးဟုတ်တယ်အဲ့ဒီတော့တော်တော်မင်းလိုအပ်ပါလို့လေဖယားကြီးတော့ဖွင့်သွားတာကျွန်တော်ထောက်ခဲ့တာဒီမဲ့လောကမှာလေရောင်းမပဲရှိရရောင်းထိလို့မရှိဘူးငရုတ်ကြပွေးကြီးဘယ်သွားထားမလို့ဒီမဲ့အသီးမှာလေမမန်းသိလို့ပဲရှိတယ်မုံမန်းသိလို့မရှိဘူးဝဲကြီးဘယ်သွားထားမလို့အဲ့လိုလားငါးထဲမှာတော့လေငပြေမပဲရှိတာငပြေထိလို့မရှိဘူးငရမ်းကောင်းကိုဘယ်သွားထားမလို့ဩသိကြတယ်ပေါ့နော်ဒီမဲ့ကျမတို့မြို့မေမြို့ပဲရှိတာမောင်မြို့လို့မရှိပါဘူးတောင်ကြီးရှိတယ်တောင်ကြီးရှိတယ်ယောက်ျားချင်းလက်ဖက်တီးကြတယ်ပေါ့သမီးရှုံးမပေးဘူးသမီးကအမေတွေမတွေရှိတယ်မလားလက်ဖက်သားကြိမ်မေသမီးလုံးဝရှုံးမပေးဘူးသူလည်းမရှိတော့ဘူးသူကကောင်းသွားပြီမဟုတ်လားရတယ်သေးကြလားမိန်းမတွေလက်တဲ့နေတဲ့ရှင်လက်နိုင်တာသေးကြလားဟောတယ်လောကမှာမိန်းမတွေဘလောက်လောက်လို့ကိုမင်းတို့လောက်လို့အလုပ်ကိုလုပ်နိုင်တယ်သေးကြတယ်နော်ဟောရေကားတော့လိုက်သိရှိရနော်သူလောက်နိုင်တယ်နော်ဟုတ်ပြီလောက်ဆမ်းပါပြင်းတာပဲသူစည်းဘူးတော်သားတွေတစ်ချက်မှမလျှော့နိုင်ဘူးခါစီရနာတာဒီစီရအတောက်တောက်မဆုံးနိုင်တဲ့တည်းသားမွေးကချလိုက်မယ်အမလေးဟောသားလေးမွေးပေါ့ဟာဟိုချစ်ပွင့်တော့ရှုံးနေတယ်သူလေအဲ့ငါဘာလို့အပါဩရှင်မကျမတို့ကလုံနိုင်နေဆိုမွေးလေကျမမှာခါစီရနာတာရင်စီရအောင်တောက်တာဟောယောက်ျားလေးမွေးပေါ့သားလေးအရှုံးမေးလားအရှုံးမေးပါမပေးရင်မွေးအားလုံးတက်ရှိတယ်ယောက်ျားရဲ့သိခါပြောင်းပါဆိုလို့မင်းတို့မိမသားမွေးစီရလမ်းကြောင်းပါလေယောက်ျားကြီးဘယ်အမွေးရမှာလို့အဲ့ဆိုရှုံးပေးလိုက်လေရှုံးတော့ပေးနိုင်ဘူးအဲ့ဆိုလည်းမွေးရမွေးရမှာမွေးတော့မွေးခြင်းနဲ့ယောက်ျားတက်မှမွေးရင်အိမ်ပတ်ဝန်းကျင်ဟာငောင်းကျယ်ပြီးယောက်ျားဆိုအရှုံးမပေးနိုင်ဘူးမွေးမယ်ဟုတ်ပြီရအောင်ပြန်လို့ပါမှာလားဟောစီရနာတာဒီစီရအစကနေပြတဲ့တဲ့နာမွေးကချလိုက်မယ်အမလေးဟောတာလီမွေးပေါ့ဟုတ်ပြီဟာငါဘာနဲ့မို့လို့ကျွန်တော်စိတ်ဝင်စားနေတာငါစိတ်ခေါ်မိအမှားပြီလားမသိဘူးရအောင်မွေးမယ်နာစီကအောက်တောင်ကနာစီကနာတာတာဘာလို့ကြီးလို့အားလုံးမရဘူးနော်မိတော့ချောတော့အားခိုင်းကားစီကနာတာရင်းစီကအောက်တောင်တော့မနေနိုင်တဲ့တည်းတော့မွေးကထားလိုက်မယ်ဟဲ့သမီးလေးရတော့အပရိတကိုနန်းပြနေတခုလောက်ယူပေးအောင်ဖတ်တော့ကပဲဒါကြီးဆိုရင်မနဲ့အမေစားကနပ်ပြည့်ထင်းနေမှာဆိုလို့ဒါကြီးမြင်တော့လို့မနဲ့ကဇီးဆိုမထိုးနေအောင်လို့လောက်ပါလာပြီကိုချစ်ဖွင့်တော့ဒီမှာခင်ဗျားတို့ခလေးရအဲ့ကောင်းတယ်မွေးကျွန်တော်လည်းမွေးပြီဟေးသမီးလေးမွေးတယ်ဘာလေးမွေးတာပဲကြည့်တော့လေဘာလို့ပဲကြည့်တော့လေဒီမဲ့သမီးလေးကသမီးလေးမပဲကြည့်တော့လေကျမသားလေးကချစ်စရာလေးတဲ့ပါလေးကိုဖားပြရပဲမိမိရဲ့သားလေးကိုချစ်လို့နားလိုက်မယ်ချစ်လို့ကိုလေးနှောင်းကိုမြုပ်နေရပဲရတာဟုတ်တယ်လေမိမိသမီးလေးကိုဖိဖိကချစ်လို့ဒီပါလေးကိုနားလိုက်အောင်မယ်ချစ်လို့ဟောနှောင်းကြီးကိုမြို့ကိုအဲ့လိုလားဟုတ်ကဲ့ဟာဟေးဒီမောင်ကျမသားလေးကမေးလေးကနှစ်ဖွားချစ်စရာလေးတန်းနားလိုက်မယ်ချစ်လို့အမလေးနှောင်းကိုမြုပ်နေရပဲဖိဖိသမီးလေးကဂွေးလေးကနှစ်ခွားဂွေးမဲတော့ဂွေးတယ်ဘယ်လိုဖြစ်တာဟေးဘေးနှစ်ခွားသမီးလေးကဂွေးပါမလားခင်ဗျစဉ်းစားကြည့်နောက်တော့သူရမှာပေါ့ကွာသမီးလေးမေးလေးကနှစ်ခွားလေးဖိဖိကချစ်လို့နားလိုက်အောင်မယ်ချစ်လို့ဟောနှောင်းကြီးကိုမြို့ကိုရတယ်ပေါ့ဟေးဒီမောင်ကျမသားလေးကမထရင်ဘက်မှာတဲ့အမွှေးလေးနဲ့ယောက်ျားပိတာတဲ့မိမိသားလေးကိုချစ်လို့မိမိကနမ်းလိုက်မယ်ချစ်လို့မလေးနှောင်းကြီးကိုမြုပ်ဘူးနမ်းလာတော့ကျင်ပတ်ဖေဖေသမီးကိုဖေဖေချစ်လို့ရင်ဘက်ကလေးကိုနားလာအောင်မယ်ချစ်လို့နှောင်းကြီးကိုမြုပ်လို့ဟေးဒီမောင်ကျမသားရဲ့ချက်ကလေးက
ပြေးပြေးနဲ့နီးလာပြီ တပြေးပြေးနဲ့တော့ဇီးပြူတောင်ချောင်းနဲ့နီးလာပြီ အစင်မနေကောင်းမယ်တပြေးပြေးနဲ့ဇီးဘူးတောင်နဲ့ရောက်တော့မနဲ့သူတွေပြေးသမီးလေးချက်ကလေးကိုပြေးချစ်တော့နားလာအောင်မယ်ရှင်လို့လို့နှဖောင်းကြီးကိုမြို့လို့ ဟေးဒီမောင်ကျမသားရဲ့ရွှေပန်းလေးရဖြစ်စီရလေးတော့မိမိရဲ့ချစ်လို့တော့နမ်းလိုက်မယ်ရှင်လို့လို့အမလေးနှာခေါင်းကြီးကိုမြုပ်လို့ ကိုကရွှေပန်းခင်ဗျာဘယ်လိုပေါ့ ရှောင်းနေတော့မနဲ့တူတယ် အရှောင်းမပိန်းနဲ့ယောက်ျားလေးတွေသိခါကြတယ် ဘာလို့ရီးနေရတော့ ငိုးနေလား ဟိုဒီမမတိကောင်မကတိ ။အော်လာတဲ့သူကငိုမသိကြီးမမသိပေါ့။ပြပြသမီးရဲ့မုတ်စိန်မောင်လေးကို ဘာကြီးဟိုသမီးလေးမုတ်စိန်မောင်ကြိုက်မလို့ ကိုသိမ်းမောင်းရင် သမီးလေးရဲ့ငယ်ပါလေးကိုပြပြကချစ်လို့ငားလိုက်မယ်ချစ်လို့တဖုံကြီးကိုမြုပ်လို့ နှာခေါင်းပြုတ်တာဘယ်လို ကောင်းတော့တဖုံးကြီးရ နေလို့တာငါတော့ပြီးပြီ โอเคအားလုံးမသိချင်ပါနဲ့ညီမတို့လေးဆက်လက်ပြီးတော့ ကျေတော့မတင်နဲ့တို့ယောက်ျားလေးအရှုံးမပေးနိုင်ဘူး။ ဆက်နေနိုင်ဒီပဲရ 7 နာရီပဲရကြ7 နာရီ10မိနစ်မှပြီးတာနော် တူရီနဲ့မှ တို့ယောက်ျားလောက်တယ်လောက်ရမယ် ဘာလို့မှာတော့ လူချင်းလူချင်းများခွေးချင်းခွေးချင်းချာ တမီးလေးမဟုတ်ပါတော့တမီးလေးပတ်ပြီးလို့ငိုတော့ဟာချူချူကျင်လို့လားလိုက်တော့မှာနော်ဟောချူချူရဲ့ပြပြတိုက်မှာတော့ဆိုဟောအမရဘူးလား ခွေးချင်းခွေးချင်း သားတမီးရဲ့တစ်ဖက်မှာဝိုင်းနှစ်ခုချုပ်ရောက် အချိန်မရှိတော့မနေ့တိုင်း ရှိတယ်ရောက်ဟေးတခါပြီးကင်မရာပို့တာလိုင်းမတင်ပါရောက်ဦးလည်းတမီးလေးတော့ချင်ဆုံးလို့ ဟိုဘက်ကကိုနေပဲခွဲရတယ်ဗီဒီယိုပွင့်လာတော့ဖုန်းနဲ့တကယ်ထုတ်နေပြီကြည့်မကြည့် လို့ကြည့်မယ်ဟေးတို့ကောင်လေးဒီဘက်ဆက်ကြည့်ရခဲ့ ဟုတ်ပြီလာတော့ လို့ဟဲ့ ပြုံးမပြီးတော့လည်းလောက်ရမှာပေါ့ဟိုသားလေးကနှုတ်စားနေတာလား အေး မေမေကအနုပညာလောက်တာဆိုတော့တောင်းနှုတ်တိုက်လို့မရမေမေနှုတ်ဘူးတိုက်မယ်နော် နိုဘူးဆက်ရုံကဖြစ် ဟာတို့အမေကြီးရတဲ့အမတိရှာမတိတော့ အဲ့ဟောမျိုး အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့ပြောသေးပြစိတ်ကလေးစီပါရှင်နော်ဟာတာလေးတွေနှုတ်ပြရပါတယ်